အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တငယ်ချင်း2ယောက်နဲ့ဂိမ်းသားစမားဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘက်မှာခတီတာလေးကြိုက်တာပါတယ်ခတီတာကိုကြောကြောကြည့်ကြည့်တော့မကြိုက်တတ်ပါဘူးဒီတိုင်းလေးအမ်မာတင်ုံနဲ့ဒီတိုင်းလေးပဲလုပ်တာပါဟဲ့မဲနောက်ဆုံးမှာကျတော့နိုင်ဝါလာရှုံဝါလာကြည့်လိုက်ပါတော့ငိုတော့ငိုခြင်းနဲ့ကျွန်တော်တို့ဘက်က first play ရသွားတယ်ပြီးလိုက်ပြီးတော့ကျွန်တော်တို့ဘက်ကဘက်လာနောက်ကြရပေါ့နော်ဘက်လာနောက်လဲနောက်ကျွန်တော်ကကူပေးရတာရတယ်ကူပေးတော့ကျွန်တော်တိမ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့လိုတိမ်လို့ဖြစ်သွားတော့လဲအမပြန်ပြေးလာရတယ် scale 1နဲ့ကျွန်တော်ကအရင်ကဆို scale 1ကိုအရင်သုံးတာပေါ့နော် scale 1ကိုတားတငယ်ချင်းကျွန်တော်တငယ်ချင်းတွေကကျွန်တော်တကယ်ချင်းနေပြီး1ကိုရင်မသုံးနဲ့တဲ့သူ့အရင်သုံးတယ်ပြီးမှတဲ့1နဲ့ purify နဲ့ RD နဲ့သုံးတယ်လို့ဝါရပေါ့နော်အမှကြည့်ပါတော့ဟိုဘက်ကဆူယူရဘလောက်ကြမ်းRD ငုတ်ကျင်အောင်မရလိုက်တာဝါရဲဒီကိုဝင်တက်တာအဲ့လိုမျိုးအရန်ကျန်တာပြီးတော့လဲသူ့ရဲ့ KD ကလည်းတော်တော်များနေရကွာပြီးတော့သူကတော်တော်လေးရဲ့ short တက်မဲ့ပုံရတယ်ကျွန်တော်ထင်တော့သူနံပါတ်တွေပါဝင်လာတော့တယ်ပေါ့နော်ပြီးတော့လော့ကိုကျွန်တော်တို့လော့၄ခါကေးရပေါ့နော်ကျွန်တော်တို့ကတစ်ခါပဲရတယ်နောက်ထပ်3ခါဘာမှမရအောင် enemy ကစူယူရလာကရီးယားရလိုက်နေဖြစ်သွားတယ်အဲ့နောက်ဆုံးဘက်တွေမှာကွာကျွန်တော်ကအဲ့လိုလုပ်ပေးလိုက်တယ်နောက်ဆုံးဘက်တွေတော့မဟုတ်သေးဘူးဒီတိုင်းဘက်တွေဆိုင်တော့လုပ်ပေးလိုက်တယ်ဘက်တွေဆိုင်တော့တရားမှမသိပါဘူးသူတို့တွေအရင်ကျင်တာခုပဲကြည့်ပါလားစူယူရတာဝါထဲဝင်တက်တာသူတို့ပြန်မသိပါဘူးကျွန်တော်ပြန်သိသွားအဲ့နဲ့သူဟိုဘက်မှာဂလူးနဲ့ကျွန်တော်တငယ်ချင်းယူရင်းနဲ့ပဲကျန်တော့ရယ်ကျွန်တော်တငယ်ချင်းယူရင်းကပွဲစားတွေမှာထွက်သွားတယ်အားကြောင့်နည်းနည်းအနှိမ်ခံလိုက်ရတယ်ပေါ့နော်ကျွန်တော်တငယ်ချင်းအဲ့လိုနောက်ဆုံးဘက်မှာကျွန်တော်တငယ်ချင်းရယ်အဲ့လိုဝင်ပြီးလှုပ်လိုက်တာကျွန်တော် triple key ပါပေါက်သွားတယ်ပေါ့နော်အရန်ကြမ်းသွားအပွဲမှာဘာမှတော့မဟုတ်ပါဘူးဒီတိုင်းလေးပဲ key ဝင်ကောက်လိုက်တာပေါ့နော်စိတ်တော့မစေးပါနဲ့အားနဲ့ကွာဒီမှာခရုရလည်းအရန်များလာပြီအပေါ်လမ်းမှာဂလူးရတယ်ဘာလို့လဲမသိဘူးအဲ့ဒီဘောမှာပါလာ public က2ယောက်ကရမ်းတိုင်ပတ်နေတာတိလားပြီးတော့အဲ့လက်စလေးကလည်းတိုင်ပတ်နေတာenemy ကဂရီကိုဝင်တက်တာenemy ကဝင်ချက်ကြီးဖွင့်လာတာကိုလို့ဝင်တက်တာဒီလားအဲ့လက်စလေးတာကိုလက်စလေးကကြတော့ဝင်ဟွာဖွင့်လဲ AC ရတယ်ခုဆိုမှ enemy ကစီရ record ကြီးပြတယ်ကျွန်တော်ခဲလိုက်ရသေးရဲ့သိတော့မှမလို့ရှုံးရတယ်ဘယ်လိုလုပ်ကြမလဲရှုံးရ defeat ကျွန်တော်ဒီကလီတာနဲ့ရှုံးကအရန်ဝမ်းနေရသေးလားအဲ့လို order လို့ရှုံးလဲအရန်စိတ်ဆိုးอ่ะဘာလို့လဲဆိုတော့ MI ကြရကွာခုဆို mic 10လုံးက10လုံးကြားလိုက်အခုလာနေတဲ့ growth quality event မှာဆိုရင်ဒီ1 draw အနေနဲ့တိုင်းမှု25လုံးကုန်ကြပြီးတော့နေ့စဉ်10 draw လဲမယ်ဆိုရင်350ကျုပ်တင်ပါဖြစ်ပါတယ်event ရောမှာဆိုရင် growth quality event လုပ်ထားတဲ့ link quality နဲ့ fascia quality edit quality clean quality hanabi lucky bar roger lucky bar လူကလက်ကီးပါနဲ့ချာ idea တွေလည်းပါဝင်လာမှာဖြစ်ပါတယ်တခါကို920နဲ့လဲရပြီးတော့တခြားgrowth quality လဲတခြားဟာတွေကိုတော့တိုင်း800နဲ့လဲရပါမယ်price pool ထဲမှာဆိုရင် price မှာ quality 6က ပြီးရင်lucky box 3កောင် special 3កောင် elite 3កောင်နဲ့ normal 3កောင်လို့ပါဝင်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ emote border အဲ့လို magic emblem တွေလည်း emblem တွေမြင်လို့ရတာတွေနဲ့တခြား coin တွေလည်းပါဝင်လာမှာဖြစ်ပါတယ်အဲ့ဒါအပြင်3ခင်းနေအများကြီးဂုံးစင်းကြီးတော့ starlight မှန်ပါဝင်မယ်ပြီးလို့ရှိရင် aurora နဲ့လှည့်လို့ရတယ်ပေါ့နော်အဲ့ဒါတွေမှာအောက်မှာ aurora ပြထားပါတယ်ပြီးလို့ရှိရင်တန်းအဲ့လို diamond 10လုံးသုံးပြီးအဲ့လို crystal တွေလည်းဖောက်လို့ရပါတယ်အဲ့လို daily supply နေနဲ့ပေါ့နော်ပြီးရင် crystal တွေကို monthly တွေကိုနဲ့နေ့ဟိုလတိုင်းထည့်တယ်ဆိုရင်လည်း diamond 69လုံးသုံးပြီးတော့ရနိုင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာတွေ့ကြပါမယ်ဗီဒီယိုလေးကို like and follow လေးလုပ်ဝေးကြပါ see you